ဒီနေ့အတွက် MT News သတင်းဌာနရဲ့24နာရီသတင်းအစီအစဉ်မှာစူးစီးတင်ဆက်ပေးမယ့်သတင်းတွေကတော့ Binstat အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ SCC ဥက္ကဋ္ဌတို့ယနေ့တွေ့ဆုံဆွေးနွေးတဲ့သတင်းဖျားပြင်းငလင်ကြောင့်အထိနာခဲ့တဲ့မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအမေရိကန်ကထိန်းသိမ်းထားတဲ့မြန်မာအစိုးရပိုင်ဒေါ်လာ1ဘီလီယံပြန်ပေးဖို့ FUA ကထုတ်ပြန်တဲ့သတင်းကျပ်45ဘီလီယံနီးပါးတန်ဖိုးရှိမူရစ်ဆေးပြား300ခန့်တည်ဆောင်လာတဲ့မူရစ်ကိုင်းကိုမန္တလေးမှာဖမ်းမိတဲ့သတင်း SCC ဥက္ကဋ္ဌနဲ့ Binstat အစည်းအဝေးမှာတွေ့ဆုံကမြန်မာအိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးပေါင်းစည်းချိတ်ဆက်မှုဆက်ဆောင်ရေးမြင့်တင်ရေးအခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးနဲ့အခြားကဏ္ဍတွေဆွေးနွေးခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်ကပြောကြားတဲ့သတင်းနေပြည်တော်အတွင်းငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အဆောက်အဦနဲ့ရေလွှဲဆယ်နဲ့တမန်တွေကို SCC ဒုတိယဥက္ကဋ္ဌလိုက်လံစစ်ဆေးခဲ့ရာတမန်ကျိုးပေါက်နိုင်မှုအန္တရာယ်မရှိကြောင်းသိရတဲ့သတင်းအမရပူရမြို့နယ်ကငလင်ကြောင့်ထိနာခဲ့ရတဲ့ငယ်တိုးကျေးရွာအုပ်စုယာယီစခန်းတွေမှာတန်ရှင်းအညစ်အကြေးစနစ်တကျဆွန့်ပစ်နိုင်ဖို့အိမ်နာနဲ့ပြန်လည်ထူထောင်ရေးအတွက်အလှူငွေလိုအပ်နေတဲ့သတင်းအင်းလေးကဥဒေသပိုင်ကျယ်လေးပွင့်အဆင့်မြန်မာ Treasure Hotel and Resorts အင်းလေးဟိုတယ်တောမီကနေကူးဆက်မီးလောင်တဲ့သတင်းမတ်လအတွင်းမြန်မာအကုန်ထုတ်လုပ်မှုက3လအတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီးအခြေအနေကောင်းတွေရှိခဲ့သလိုယခုနှစ်3လဇက်တိုက်ကျဆင်းမှုမှာအားအနည်းဆုံးဖြစ်တဲ့သတင်းနဲ့အိန္ဒိယမြန်မာထိုင်းနဲ့အခြားနိုင်ငံခေါင်းဆောင်တွေပါဝင်ဆွေးနွေးမဲ့စရမအကြိမ်မြောက် Binstat ထိပ်သီးအစည်းအဝေးစတင်ခဲ့ပြီးမြန်မာငလင်ဘေးကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ထိုင်းမြန်မာပြည်သူတွေအတွက်10မိနစ်ငြိမ်သက်ခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါBinstat ထိပ်သီးအစည်းအဝေးတက်ရောက်ရန်ထိုင်းနိုင်ငံသို့ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SCC ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က Binstat အလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်ထရာနဲ့ဘန်ကောက်မြို့ရှန်ဂလီလာဟိုတယ်မှာဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးစဉ်နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတိုးတက်ကောင်းမွန်လျက်ရှိမှုနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတရားမဝင်ကုန်သွယ်မှုမူရစ်ဆေးဝါးနဲ့တရားမဝင်လက်နက်ရောင်းဝယ်မှုတွေပပျောက်ရေးတို့အတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားဖို့နဲ့အွန်လိုင်းလောင်းကစားနဲ့ငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းပပျောက်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ငလင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ဆေးဘက်ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေကိုဆက်လက်ကူညီဆောင်ရွက်သွားမယ့်အပြင်ငလင်ဘေးကြောင့်မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေကိုသိရှိဖို့အတွက်ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးတွေမကြာခင်လာရောက်မယ်လို့လည်းထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်သွားတဲ့ဖျားအပြင်းငလင်ကြောင့်အထိနာခဲ့ရတဲ့မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်အမေရိကန်နိုင်ငံကထိန်းသိမ်းထားတဲ့မြန်မာအစိုးရပိုင်ဒေါ်လာ1ဘီလီယံကိုအစိုးရထံပြန်ပေးဖို့ FUA ကအမေရိကန်နိုင်ငံကိုတောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ်။အင်အားပြင်းငလင်လှုပ်ခတ်မှု